ဒီကောင်းသွားတာ ရင်ကလေးကချိတ်ဆက်မိတယ်လေဒါကြီးအဆာကြီးမှာကလေးဟိုကကဲအောင်လဲလီယိုမွန်မြင်းခေါ်ဖာဆာဖီဒါအက်စ်ရိုက်ဘဲကွန်လန်နဖလေးလေးပါလိပေးမလားမိုက်ဒီဝဘယ်ရီဂိတာနော်အဲ့ဘယ်ရီဂိတာတာကြောက်ရတယ်နော်ဘရိုထထောင်းနစ်ချက်ကမြင်ရတယ်ဘာမမြင်ရလဲဆိုအဲ့မိုက်ဒီဆွေးနဲ့ဖလီကာနဲ့ကမမြင်ရတာဗလန်တခါလေးဆိုရင်ဘယ်ရီဂိတ်ကြီးဖြတ်ထားပြီးတော့သိရမလားထထောင်းနစ်ချက်ဝင်မလို့လို့နဲ့မိုက်ဒီဆွေးနဲ့ဖလီကာနဲ့ဖြတ်ရလိုက်ဟိုကောင်အဲဘုံတင်ခံအောင်အဲ့ချိန်မှာထထောင်းနစ်ချက်ထပ်တိုင်းဘလို့မှရှောင်မရဘူးတော်တော်ဆိုးတဲ့စပယ်နှစ်ခုရောကွန်စီလေလန်ဖာဆာဖဲဒါအက်စ်ရိုက်လီယိုမွန်မြင်းခေါ်ဘယ်ရီဂိတာနောက်မှလေဆိုရာနေနေတော့တန့်ဖောင်ပါညာတော့အော်ပြောင်းလိုက်တာ3 man တော့ထထောင်းနစ်ချက်လာတယ်ကလော့ပလန်ယူရဝင်းတာခရောဝွန်ဘိုကွန်ဘိုတကယ်လာတဲ့မာခရိုစကေးတွေကြားမှာတော့အေးအလဲလဲပြပြတော့ဖြစ်နေကြရင်လည်းပဲနောက်မှာတော့ခရီတဝေးနဲ့တက်လာပြီးဝင်းတာခရောင်းနေပါတယ်ခဲအက်ဒဝန်နေနဲ့ဘေဘီထိုင်းမှာအက်ဒဝန်နေနဲ့တော့တာလီတော့ပြန်ပတ်ဆိုနာတာရက်ဆိုဒီနဲ့ပြစ်ချကန်နဲ့အက်ဒဝန်နေနဲ့မသေးပါဘူး3 dizal လေးနဲ့လောသွားတယ်ယူဆောင် black dragon found နောက်မှာလေ strike နေတော့လီယိုမော့ခွာနေပါတယ်နဲ့ပေါက်နေတော့မယ်၄ယောက်တည်းနဲ့တော့ကောင်းတော့ defender လေးဒူမန်ပြစ်ချက် feather s right နဲ့ hijumi တေမလို့တော့ဖြစ်သွားမယ်တစ်ဖက်မှာလည်းသရုံးကြီးတော့ဒဲတွေပဲရိုက်ချိုးနေမှာခရီမရှိတော့ဘူးယာဇူကီတေသွားသေးတယ်သွေးတွေနဲနေတဲ့ရိုရာဘက်ကတော့စိတ်ရှိရှိလေးနဲ့ပဲဆော့ရမယ်ပုံပဲပြန်ပတ်သွားပြီဟေးအောင်ကြီးဟုတ်တယ်နော်ဒီဘက်ကတဲတိုင်းကာသွားလို့ခီကျူမီတာတေသွားရင်တော့ပြောလို့မရဘူးဒီယူနီယာကတခါတည်းပါပွဲပါပြီးသွားနိုင်တဲ့အနေထားယူသားအမင်း Dragon Founder ပြောင်းတာ၄ပေါ်မှာရှော့တော့မလို့ဗျာဆိုရာကိုရောက်ရင်မင်းတန့်ဖောင်ကိုမင်း3 man flicker နဲ့ freeze time ပြသွားတာလို့နောက်မှ Grot Tectonic Chat နဲ့ Feather S right Cloud Blazing ယူတော့ Winter Crown ဝွန်ဘုံကွန်ဘိုကြီးကမင်းလှလိုက်တာမင်းကြည့်ရတာမျက်လုံးထဲမှာမင်းလင်းထိန်သွားတာပဲရောက်ရင်ဘတ်တရီကိုမင်းမြဲမြဲဆိုင်ဆိုင်ကြီးဆိုင်ပြသွားတာအေးကကောင်းတာမရှိဘူးကွာအဲ့တင်းမော့ဘတ်တရီမှာဆိုရင်မဟုတ်ဘူးကိုလေအဲ့ဟိုသားကြီးမြင်တာနဲ့ဟိုဖလစ်ကာတွေပေးနေရတာဘရီဂိတ်ကြီးမြင်တာနဲ့ဟိုဖလစ်ကာတွေပေးနေရတာเนาะအဲ့ light ကိုတော်တော်ကြီး respect ပေးနေရဟုတ်ပါကဲ Oh my god เนาะမေဂါကလည်း3လမ်းတော့ဖြစ်သွားရင်းနဲ့ပဲဒီတက်လော့ကတော့တဖန်ဘောကတော့တော်တော်ခတ်သွားတော့မှာတယောက်ချင်းစီဘလောက်ကောင်းကောင်း9ရောက်ဆော့ရတဲ့ game ဆိုတော့တင်းဝေါ် connection ကပို့ပြီးတော့စကားပြောရမယ်နဲ့တူတယ်နော်ဘာလို့ဆိုတော့ဒီ professional player တွေတယောက်ချင်းစီစကားရတယ်ပြောစရာတော့မလိုပါဘူး final ကိုကောင်းလို့ပဲတက်လာတာပဲဟိုနော်ဒါကြီးဟာနော်အဲ့တော့လောက်သွားတာကြီးကြည့်လိုက်အောင်လို့ဒီကျွတ်စင်လေးလို့ကြိုက်နေဘာဝဘူကူမူရဲ့တကယ်ကောင်းတာအဲ့ဆိုတော့အဲ့တော့ကဒါကာတီးသီးလို့ဂုတ်ဖြစ်တော့မှာလားနီးစက်နေပြီအာလက်လမ်းဖြတ်လျှောက်တာကွန်စီနဲ့လူကြည့်မလား nothing to lose ကြောနောက်မှာထထောနေချက်ဘယ်သူမှမထီတော့ကလော့ planning တူတယ်အရန်တော့မလာသွားဘူးဆိုပေမဲ့လည်းနည်းနည်းလေးတော့တက်ရောက်မှုရှိတယ်ဟိုမှာဆိုရာ strike တွေတို့ RV တော့ stone band နဲ့ bam bam ပြစ်ထိုးတိုင်းနဲ့ RV တကောင်တေဆုံးသွားရင်လည်းနောက်ထပ်အနေနဲ့ Hijumi လေးကကလောက်နေနဲ့တောက်လျှောက်လေးရိုက်ခွဲတိုင်းမှာတော့ Hijumi မန်တာမရှိတော့ဘူးနောက်မှာတော့ပြစ်ချချန်နဲ့ Kaitlyn Speed ပါ Duman ထပ်ပေးလိုက်မှာတော့ Credo နဲ့သရုံးကိုပဲပြေးရိုက်သွားနေပဲ game နဲ့မတူးမှလည်း Roller ဖလပ်ပေးမယ်ဆက်လက်ပြီးတော့နိုင်ရရှိထားရနေပဲ 2-0 ဆိုရရလန်းနဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်ကြည့်ပါ